အားလုံးမင်္ဂလာပါကျွန်တော်ကတော့ဒီနေ့ကျွန်တော်အကြောင်းပြောပြမှာဖြစ်ပါတယ်ကျွန်တော်ကိုရန်ကုန်မြို့ရှိရန်ကုန်မြို့ကြီးစေယုံနဲ့2014ခုနှစ်9လပိုင်း73ရက်မှာမွေးပါတယ်ထုံစည်းထိုးတော့နားလုံးလို့ပြေကနေအော်လို့ကျွန်တော်ရဲ့နာမည်ကို official လို့ပြီးခဲ့ပါတယ်ဒါပေမဲ့အမည်ကိုပြင်းနဲ့မမေကအောင်ခန်းကိုလို့အမည်ပြင်ခဲ့ပါတယ်ကျွန်တော်ကိုတစ်ချိန်လုံးကမြန်မာနိုင်ငံအောက်ပိုင်းရှိဖျားများကစားကွင်းများစားတောက်ဆိုင်များကိုဖေဖေနဲ့မမေကလိုက်ပို့ခဲ့ပါတယ်ကျွန်တော်သက်9နှစ်6နှစ်ခန့်ကမမေကရုံကလေးနှစ်ကောင်မွေးပေးပါတယ်အမည်ရောမသိတော့ပေမဲ့ပုံစံကတော့အဖြူနဲ့မဲကွက်ကလေးများပါတဲ့ရုံကလေးနဲ့အဖြူရောင်ရုံကလေးဖြစ်ပါတယ်ရုံကလေးများတည်သွားတဲ့အခါခွေးကလေးတစ်ကောင်မွေးပေးပါတယ်ဖေဖေကငမွေကြားလို့ပေးပေမဲ့မမေကဂျူလီယာလို့ပေးခဲ့ပါတယ်ဂျူလီယာလေးကကျွန်တော်နဲ့အခုရှိနေတယ်ဖြစ်ပါတယ်